coffee ဆိုတာခါးမှာကောင်းတာမဟုတ်ဘူး coffee ဆိုတာချိုးမှာကောင်း coffee မှာဘယ်အရသာကတော့အကောင်းဆုံးဘယ်အရသာကတော့ coffee ကောင်းလို့ပြောဖို့ကတော့ခက်ပါတယ်ကိုယ်ကြိုက်တဲ့ကိုမူတည်တာပေါ့ကိုကခါးတာကြိုက်တဲ့ဆိုလို့ရှိရင်ကိုယ့်အတွက်ကတော့ခါးတဲ့ coffee ကတော့အကောင်းဆုံးပေါ့နော်ချိုးတာကြိုက်တဲ့လူတွေကတော့ကိုယ့်အတွက်ချိုးတဲ့ coffee ကအကောင်းဆုံးချင်းတာကြိုက်တဲ့လူတွေကတော့ချင်းတဲ့ coffee ကအကောင်းဆုံးပေါ့နော်အဲ့တော့ချိုးတဲ့ချင်းတဲ့ခါးတဲ့ဆိုတာဘယ်ပုံမှာမူတည်လဲဆိုတော့ကျွန်တော်တို့လှော်တဲ့ပုံမှာမူတည်ပါနော်အဓိကအပြင်အခြေခံ coffee လှော်တဲ့ level 3ခုရှိရပေါ့နော်အဲ့ဒီလှော်တဲ့ level 3ခုကဘာတွေလဲဆိုတော့ light medium dark light ဆိုတာတော့ပူချိန်အေးလေးနဲ့လှော်တယ်အဲ့တော့ light roast လို့ခေါ်တာပေါ့နော် light roast မှာကျတော့ချင်းတဲ့ရတာလေးပိုရတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ acidity bright ဖြစ် fruity notes လေးတွေတတိရတာလေးတွေရမယ် aroma ကလည်းဒီတတိနံလေးတွေပိုင်းနံလေးတွေရတတ်တယ်ပေါ့နော် floral notes fruity notes လေးတွေရတတ်တယ် caffeine ကလည်းပို့ပြီးတော့များတယ်ပေါ့နော်နည်းနည်းလေးပို့တယ်ပေါ့ light မှာဆိုလို့ရှိရင်တော့အဓိက100 pour over စတာတွေသုံးတယ်ပေါ့ medium roast ကကျတော့တာမန်အဆင်းနဲ့လှော်ထားတဲ့ဟာပေါ့နော်အဲ့ဒါကကျတော့ချိုနဲ့ခါးနဲ့ balance ဖြစ်တယ် chocolate တို့ nutty တို့အဲ့ဒီ notes တွေသူစီမှာရတယ်သူကကျတော့အများစုတောက်သုံးကြတဲ့ level ပေါ့နော် medium roast ဆိုတော့ဒီ medium roast မှာဆိုလို့ရှိရင် brewing က americano espresso latte တွေစတာတွေသုံးတယ်ပေါ့နော်နောက်တစ်ခုက dark roast ကကျတော့ခပ်ပြင်းပြင်းလှော်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့သူစီမှာကျတော့ fruity notes တွေကပျောက်ကုန်တယ် smoky နံရတတ်တယ်ပေါ့နော်တစ်ခါလေကြာလို့ရှိရင် miko နဲ့လို့ပါလို့ရတတ်တယ်ပြီးတော့အရသာ bitterness ပိုများတယ်ပေါ့ strong ဖြစ်တယ် heavy ဖြစ်တယ်သူကအရသာခပ်ပြင်းပြင်းလေးလေးရတယ်ခါပို့တယ်ခါတာကြိုက်တဲ့လူတွေအတွက်ကတော့ဒီ dark level တောက်ကြတော့ dark level က coffee ခါလေးပေါ့တခြား fruity notes တွေဘာမှသိမရဘူး bitterness ပိုခါတာပို့တယ် dark roast မှာဆိုလို့ရှိရင်ကဒီ brewing မှာဆိုလို့ရှိရင် strong americano ပြီးတော့ mix coffee ပေါ့အများအပြားနှိုးနဲ့ရောပြီးတော့တောက် mix coffee မှာသုံးတယ်အဲ့ဒါကြောင့်မလို့ဒီလှော်တဲ့ level ပေါ်မူတည်ပြီးတော့ခါတာချိုးတာချင်းတာဒီစတာတွေကကွာသွားတာပေါ့တချို့ကတော့ငါခါတာကြိုက်တယ်ဒါပေမဲ့ coffee တောက်ရတဲ့အချိန်မှာဒီ light roast တို့ medium roast တို့လှော်လာလို့ရှိရင်ကိုထင်တယ်လို့မခါဘူးဆိုလို့ရှိရင် coffee ကမကောင်းဘူးလို့ပြောလို့မရဘူးကိုကခါတာကြိုက်တယ်ဆိုလို့ရှိရင်ခါတဲ့အရသာထွက်တဲ့လှော်ထားတဲ့ level ဖြစ်တဲ့ dark roast တို့ဘာလို့ဝယ်ပြီးတော့တောက်အောင်ပါပေါ့တတိရတာတွေရတာကြိုက်တယ်ချင်းတဲ့ရတာတွေရတာကြိုက်တယ်ဆိုလို့ရှိရင်တော့ဒါ light roast တို့ light to medium တို့အစားတွေတောက်အောင်ပါပေါ့ကိုကတော့ balance ဖြစ်တာကြိုက်တယ်ချိုးချင်းခါမျှတာကြိုက်တယ် chocolate တို့ nutty တို့ရတာလေးကြိုက်တယ်ဆိုရင်တော့ဒါ balance ဖြစ်တဲ့ဒီ medium roast တို့ဘာလို့ဝယ်ပြီးတော့တောက်အောင်ပါပေါ့နော်အဲ့တော့ချိုတာမှာအကောင်းဆုံးချင်းတာမှာအကောင်းဆုံးခါတာမှာအကောင်းဆုံးဆိုတာတော့မရှိဘူးပေါ့နော်အဲ့တော့ကိုကြိုက်တဲ့ရတာနဲ့ထပ်တူညီမဲ့ roast level ဝယ်ပြီးတော့တောက်သုံးလို့ရပါတယ်အဲ့တော့ဒီချက်တွေကြည့်ပြီးတော့ကိုက coffee ဆိုင်သွားတဲ့ခါပဲဖြစ်ဖြစ် coffee ဝယ်တဲ့ခါပဲဖြစ်ဖြစ်ကိုကဘယ်ဟာကြိုက်လဲကိုကြိုက်တဲ့ရတာဆိုလို့ရှိရင်ဘယ် method နဲ့လှော်ထားတာဝယ်ရမလဲဆိုတော့ရွေးပြီးတော့ဝယ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ taste နဲ့ aroma တွေကွဲပြားတယ် coffee အတွက်အရေးကြီးတဲ့ဒီ processing method ပေါ့နော်အဲ့ဒါကိုလည်းနောက်ဗီဒီယိုမှာမျှဝေပြပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်